ချင်းရဲ့နဲ့ပြောတာလေမလွယ်အော်ယုံမလွန်စီမြတ်တွေလေကျင်တော့ချင်နေရတာလေးတွေတဲ့မအခုမှမြင်လာနာဂရဲ့ပြိတ္တအစ်စ်အခုလည်းတခါတော့မွေးတာတော့ဒီလိုစာကြိုးစားနော်စာကြိုးစားနော်ပြီးတော့ကြီးလာရင်ရွေချက်ကြီးမမထားပွဲကြည့်ရအောင်မယ်ကျေးဇူးရိုက်တော်တယ်တော့မှစီစဉ်နေအများကြီးရှိသေးတဲ့နောက်နေ့ဇက်ထောင်မှာဘယ်သူလဲဇက်ထောင်ကတော့ပါနော်အလုံးချစ်တဲ့စိတ်လေးနဲ့ကျွန်တော်ကပဲတောင်းပန်ပါတယ်နော်ကျိုးမိသားစုတွေကြတော့အဝေးကြီးကနေလာခဲ့ကြရတာဆိုတော့မတရားတပ်ပုံလေးတွေရိုက်ချင်ကြတယ်လူချင်ကြတယ်အဲ့ဒီအတွက်မိသားစုများနားလည်ပေးပါနော်ကျေးဇူးများတင်ပါနော်ဘာဖြစ်လို့လဲဆိုတော့ကိုကအေရှင်လေးကိုယ်တိုင်လည်းမန္တလေးသားဆိုတော့ရောက်သွားပါဘူးကရောက်သွားပြီဒါပါကြောင်းတက်ဖို့ရုပ်တရောစုံပလုံးစီနေတာပဲပြောကလေးပြောဟာအကူဘာပြောလားညီတို့ဘာပြောလဲမိကြတယ်လေဘယ်မှာဆွဲတယ်ကိုကမူထူးရှိသေးတယ်အကြောင်းသွားရင်ဒါလေးလော်ရအောင်ဘွေးရပြီးတော့ပါပြီဒါပေမဲ့အချက်ပါတော့မူချိုးပါ